အမျိုးသားတိုင်းပြုလုပ်ကြတဲ့တကူရေးကျမ်းမာရေးဖြည့်ဖြောက်မှုနဲ့ပတ်သက်ပြီးဘာတွေသိထားကြလဲဒီကိစ္စကအမျိုးသားတိုင်းအတွက်အရေးကြီးပါတယ်မသိမဖြစ်သိရမယ်ကျမ်းမာရေးအချက်လက်တွေပါအရွယ်ရောက်ပြီးအမျိုးသားတိုင်းဟာဒီကိစ္စကိုပြုလုပ်ကြပေမဲ့ဒီကိစ္စရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုတော့စနစ်တကျမသိကြပါဘူးဒါကြောင့်ဒီတစ်ပတ်ရဲ့ကျမ်းမာရေးဗဟုသုတအစီအစဉ်မှာပြောပြပေးမှာပါပိတ်တဲ့ကြီးအားလုံးမင်္ဂလာပါချင်းကျမတို့ရဲ့ Snow Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီတစ်ခါမှာတော့အမျိုးသားကျန်းမာရေးဖြည့်ဖြောက်မှုနဲ့ပတ်သက်ပြီးတိထားတဲ့ကျန်းမာရေးဗဟုသုတတွေကိုပြောပြပေးပါမယ်အဆုံးထိကြည့်ကြရအောင်နော်အရွယ်ရောက်ပြီးတဲ့အမျိုးသားတိုင်းဒီကိစ္စကိုလုပ်ကြမယ်ထင်ပါတယ်ဒါကရှက်စရာမဟုတ်ပါဘူးလုပ်တဲ့ကိစ္စပါအမျိုးသမီးတွေမှာလည်းဒီလိုကိစ္စမျိုးကိုတခါတလေလုပ်လိရှိကြပါတယ်ဒါဟာကျမ်းမာရေးအရာကောင်းမွန်တဲ့အလေးကျင့်တစ်ခုလေးဖြစ်ပါတယ်ဒီကိစ္စကလုပ်နေကြကိစ္စဆိုပေမဲ့သူ့ရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုတော့သိထားသင့်ပါတယ်ဒါမှဒါမလို့လားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုမဖြစ်ပေါ်စေမှာပါဒီကိစ္စရဲ့ကောင်းကျိုးတွေကိုပြောပြပေးပါမယ်နံပါတ်1ဒီကိစ္စလုပ်ခြင်းကြောင့်သွေးလည်ပတ်မှုကိုကောင်းစေပြီးအညောင်းညာပြည်စေပါတယ်နံပါတ်2စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပါတယ်နံပါတ်3ဒီကိစ္စကိုပုံမှန်နဲ့စနစ်တကျလုပ်ပေးမယ်ဆိုရင်စီးကျိတ်ကန်စာဖြစ်ခြင်းမှာကာကွယ်ပေးနိုင်ပါတယ်နံပါတ်4စိတ်ဖိစီးမှုတို့ကိုချော့ချပေးစီတာကြောင့်စိတ်ကြယောဂဖြစ်ခြင်းမှာကာကွယ်ပေးနိုင်ပါတယ်နံပါတ်5စိတ်ဖိစီးမှုများတဲ့ညတွေမှာကောင်းမွန်စွာအိပ်စက်နိုင်ဖို့ကူညီပေးနိုင်ပါတယ်နံပါတ်6မလိုလားအပ်တဲ့ယောဂကူးစက်မှုတွေကိုကာကွယ်ပေးနိုင်ပါတယ်နံပါတ်9မဖြစ်တဲ့လူမှုရေးကိစ္စတွေကိုလည်းတားဆီးပေးရရောက်ပါတယ်ဒါတွေကတော့ဆရာဝန်တွေနဲ့စိတ်ပိုင်းဆိုင်ရာပညာရှင်တွေလေ့လာသုံးသပ်ထားတဲ့ကောင်းကျိုးဖြစ်စေတဲ့အချက်တွေပါဒါဆိုရင်ဆိုးကျိုးတွေကဘာတွေဖြစ်နိုင်လဲပုံမှန်အားဖြင့်ဒီကိစ္စကိုထိန်းချုပ်ပြီးစနစ်တကျလုပ်မယ်ဆိုရင်တော့ဆိုးကျိုးကမရှိပါဘူးနော်ဒါပေမဲ့စိတ်အလိုလိုက်ပြီးမချခဏပြုလုပ်တာမျိုးနဲ့မနာမနေစက်တိုက်အလွန်အကျွံပြုလုပ်မယ်ဆိုရင်တော့ဆိုးကျိုးတွေဖြစ်စေပါတယ်အိမ်ထောင်တွေမှာဒီကိစ္စကိုအလွန်အကျွံလုပ်လာရင်စိတ်ကျဉ်နှံ့မှုမရနိုင်တာနဲ့အိမ်ထောင်ရေးမตายာမှုတွေဖြစ်လာစေပါတယ်လူငယ်တွေမှာဒီကိစ္စကိုမကြခဏလုပ်ခြင်းကပင်ပန်းနှမ်းနယ်မှုကိုဖြစ်စေပါတယ်။လက်နဲ့အရန်ဖိညစ်ပြီးလှုပ်တဲ့သူတွေဆိုရင်သွေးကြောပျက်စီးတာတွေဖြစ်စေပါတယ်။ဒီကိစ္စဟာစိတ်ကိုဆွဲလန်းစေတာကြောင့်နေ့စဉ်အလုတ်အကိန်းနဲ့လူမှုဆက်ဆံရေးပိုင်းမှာချို့ယွင်းလာစေပါတယ်။တယောက်တည်းအနေများလာတတ်တာကြောင့်အထီးကျမှုကိုခံစားရစေပါတယ်။အာယုံဆွစိတ်မှုအားနည်းလာတာကြောင့်အလောက်ကိုင်းနဲ့တင်ကြားရေးတင်ယူရေးတွေမှာထိခိုက်လာစေပါတယ်။ဒါတွေကတော့ဖြစ်တတ်တဲ့ဆိုးကျိုးတွေပါ။ဒီလိုတွေဖြစ်လာရင်ဘယ်လိုကုသမလဲ။အကောင်းဆုံးနည်းလမ်းကတော့စိတ်ဆရာဝန်စိတ်ကျန်းမာရေးဆရာဝန်နဲ့တေချာတိုင်ပင်ပါ။ပုပ်ပွနေနေပြောပြပြီးအကြံဉာဏ်ရယူပါ။စိတ်ကျန်းမာရေးနေမကောင်းတာဟာရှက်စရာမဟုတ်ပါဘူး။ဒီလိုစိတ်တွေဖြစ်လာရင်တခြားအကျိုးရှိမဲ့ကိစ္စတွေနဲ့အစားထိုးနိုင်အောင်ကြိုးစားပါဥပမာတငယ်ချင်းတွေနဲ့စကားပြောတာဂိမ်းအတူတူဆော့တာတချင်းနားထောင်တာကိုယ်ဝဒနာပါတဲ့တခြားကိစ္စတစ်ခုနဲ့အာယုံလွဲပြောင်းတာမျိုးတွေပြုလုပ်ရပါမယ်တယောက်တည်းနေရင်ဒီကိစ္စဖြစ်နိုင်ခြင်းများတာကြောင့်တငယ်ချင်းတွေနဲ့အတူနေပါအပြင်သွားတာဘောလုံးကန်တာလမ်းလျှောက်တာစသဖြင့်စိတ်ကိုပျော်ရွှင်စေမဲ့ကိစ္စတွေနဲ့အာယုံလွဲပြီးနိုင်ပါတယ်ဒီကိစ္စကဆွဲလန်းစေတဲ့ကိစ္စဖြစ်တာကြောင့်တေချာဂရုစိုက်ပြီးထိန်းချောင်းပေးဖို့လိုအပ်ပါတယ်ဒီကြောင်းကတော့ဒီလောက်ပါပဲနော်ဒီဗီဒီယိုကိုနားထောင်ပြီးတင်တို့ရဲ့နေ့စဉ်ဘဝတွေကိုကျမရင်းနဲ့ညီဆောင်ရွက်နိုင်ကြပါစေခုပြောပြပေးတာကတော့စိတ်ကျန်းမာရေးဆရာဝန်တွေရဲ့ညွှန်းဆိုချက်တွေကိုပြန်လည်ဝေမျှပေးခြင်းဖြစ်ပါတယ်
အဆုံးထိနားဆင်ပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်လည်းခုလိုအကျိုးရှိတဲ့ဗဟုသုတရစေမယ့်အကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ like and subscribe လုပ်ပေးပါဦးနော်။